စားကောင်းပြီးချက်ရလဲလွယ်ကူတဲ့ချင်းလေးတစ်ခွက်ကိုဒီနေ့မှာချက်ပြပါမယ်ရှင်ဘူးသီးရဲ့ခန်းကျင်သီးရဲ့ခရက်စာလေးပါရှင်ဒါလေးတွေကိုခွဲစိတ်ပြီးရေးစိတ်မယ်ပြီးသွားရင်တော့ဂျဲအိုးတွေကိုစီထည့်ထားတာလေးကိုစီတက်လာလေးစနေမုံလေးထည့်မယ်ပြီးသွားလှီးထားတဲ့ဟာလေးတွေကိုအကုန်ထည့်ပါမယ်ပေါ့နော်ပြီးသွားလို့ရှိရင်ငရုတ်သီးစိမ့်မုံရဲ့စက်သွန်ပြူရဲ့ဂျင်းရဲ့စက်သွန်ဒီရဲ့ထောင်းထားတာလေးကိုထည့်ပါမယ်ရှင်ပြီးသွားရင်တော့ရေထည့်ပါမယ်ရေထည့်ပြီးသွားလို့ရှိရင်တော့ဒီလိုမျိုးလေးနှက်အောင်မွေပါမယ်ရှင်နှက်အောင်မွေပြီးသွားလို့ရှိရင်အချိုမုတ်စားလေးအချိုမုတ်ရဲ့ကျမတို့ငံပြားကြီးထည့်ထားတယ်ပေါ့နော်ငံပြားကြီးလေးရဲ့ထည့်မယ်ထည့်ပြီးသွားလို့ရှိရင်တက်မွေပေးပါမယ်ရှင်မွေပြီးသွားလို့ရှိရင်တော့ခဏလေးအဖုံးအုပ်ထားမယ်ပေါ့နော်အသီးရွက်လေးတွေနူသွားပြီးဆိုမှနူသွားလောက်ပြီးဆိုမှပြန်ဖွင့်မယ်ပေါ့နော်15မိနစ်လောက်အပုတ်ပြီးသွားတဲ့အခါမှာတော့ပြန်ပွင့်လိုက်တဲ့ကဒီလိုမျိုးလေးရလာမှာပါရှင်အဲ့ခါကျရင်ဒီမှာငုံသီးစိမ့်လေးတွေထည့်ပါမယ်ပြီးတော့အပေါ့ငယ်မြည်မယ်ပေါ့နော်လူနာလေးကိုထပ်ဖြည့်ပေးပါပြီးသွားလို့ရှိရင်တော့ခဏလေးငုံသီးစိမ့်လေးကျက်သွားအောင်လို့အဖုံးပြန်အုပ်ပေးပါမယ်ရှင်အဖုံးအုပ်ပြီးသွားလို့ရှိရင်တော့9မိနစ်လောက်နေတော့အဖုံးပြန်ပွင့်လိုက်တာနဲ့ဒီငုံသီးစိမ့်လေးတွေလည်းကျက်သွားပြီးဟင်းလဲအရသာလဲတော်ပဲဖြစ်သွားပြီဆိုလို့ရှိရင်တော့စားတောင်းလို့ရပါပြီရှင်